အားလုံးပဲမင်္ဂလာပါရှင်ဖြိုးကတော့ဒီနေ့ငတလောက်ငပိချက်လေးချက်ပြပေးမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ငပိကိုအရင်ဦးဆုံးကြိုပါမယ်နော်ငတလောက်မဟုတ်ဘဲနဲ့တခြားငါးကိုလည်းချက်လို့ရပါတယ်နော်ဖြိုးကတော့ငတလောက်လေးနဲ့စားခြင်းလို့ငတလောက်ငပိချက်လေးချက်တာပါနော်ရွာရင်စနမုတ်အနည်းငယ်ထည့်ပါမယ်အဖုံးလေးခဏအုပ်ထားလိုက်ပါမယ်နော်ငပိရည်ဆူလာပြီဆိုရင်နော်ဖြိုးတို့ပကံတစ်လုံးလေးကိုလှည့်ထည့်ပေးပါမယ်ရှင်ခုဆိုရင်နော်ဖြိုးတို့ပါဝင်ပစ္စည်းတွေအရန်မများတဲ့ငတလောက်ငါးငပိချက်လေးစပြီးတော့ချက်ပါမယ်နော်အရင်ဦးဆုံးအိုးရဲကိုစီထည့်ပါမယ်ဒါလေးကတော့ငရုတ်သီးစင်းရဲ့ကြက်သွန်အနီရဲ့ခရမ်းကျင်သီးလေးရဖြစ်ပါတယ်နော်ဒီမှာဖြိုးကလုံးဝကြက်သွန်ဖြူကိုသုံးမထားပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒါဖြိုးလို့အေယာရီတိုင်းဘက်ကလူတွေချက်တဲ့ချက်နီးလေးဖြစ်ပါတယ်နော်ငါတလောက်ကိုသုံးထားတဲ့အတွက်မို့ဖြိုးကြက်သွန်ဖြူလုံးဝထည့်ပြီးမသုံးထားပါဘူးရှင်ငါတလောက်မဟုတ်ပဲတခြားငါဆိုရင်တော့ကြက်သွန်ဖြူတို့တခြားရှမ်းနံနံတို့ထည့်ပြီးအသုံးပြုလို့ရပါတယ်ရှင်ငုံအောင်လို့နည်းနည်းလေးမွေပါမယ်ပြီးရင်တော့ငါတလောက်ကိုအချိုမုတ်ကလေးနဲ့စနစ်မုတ်ကလေးနဲ့နှိပ်ထားတာလေးဖြစ်ပါတယ်ငါလေးထည့်ပါမယ်နော်အနက်လေးမှုေးလာတဲ့အထိငါတလောက်ကလေးလည်းကျက်သွားအောင်ငရုတ်ဒီဇိမ်းလေးလည်းကျက်သွားအောင်လို့တို့ခဏလေးထားပါမယ်နော်ကဲအဲ့ဆိုရင်ငါတလောက်နံလေးရောရေသီးစိမ့်နံလေးရောမှုေးလာပြီဆိုတဲ့ခါကျရင်တို့ငါးငပိရည်လေးလောင်းပါမယ်နော်ငါးငပိရည်ကိုဖြိုးကနည်းနည်းလေးပို့ပြီးကြဲကြဲလေးကြိုပေးထားပါတယ်နော်။ဘာလို့လဲဆိုတော့ဖြိုးတို့ကငါးအစိမ်းကိုချက်တာမလို့ငါးနူးလို့ရတဲ့အနေထားရောက်တဲ့အထိတည့်ပေးရမှာဖြစ်လို့ငပိရည်ကိုနည်းနည်းလေးကျဲပြီးတော့ကြိုပေးထားပါတယ်ရှင်။အဲ့ဆိုတော့ဖြိုးတို့ငါးလေးနူးသွားတဲ့အထိခဏလောက်တည့်ထားလိုက်ရအောင်နော်။ဆိုရင်ငါးလေးလည်းနူးပြီးခရမ်းကျင်သီးလေးတွေလည်းဣသွားပြီဆိုရင်တော့ကျိုးတို့ဟင်းချိုမုံလေးနည်းနည်းထည့်ပါမယ်နော်အရေးကလည်းကိုလိုချင်တဲ့အနှုတ်ထားကိုငပိရတယ်ရပြီဆိုရင်တော့ကျိုးတို့တွေလွယ်ကူရိုးရှင်းပြီးတော့မြန်ဆန်ပြီးစားကောင်းတဲ့ငါးငပိချက်လေးတစ်ခွက်ရပါပြီရှင်ဖြိုးရဲ့ဟင်းချက်နီးလေးတွေကိုသိကြရင်တော့ဖြိုးရဲ့ YouTube channel လေးကို subscribe လေးလုပ်ပြီးတော့အားပေးသွားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်